ပါကျွန်တော် digital knowledge channel လေးကနေပြန်လဲကြည့်လိုက်ပါတယ်ကိုကတနေ့ရောက်နေလို့ကိုယ့်ရဲ့ Facebook ကိုပြဖို့အဆင်မပြေဘူးကိုယ့်ရဲ့ Facebook ကိုယာယီဖျောက်ထားခြင်းနဲ့ကိုကဘယ်လိုမျိုးဖျောက်အောင်လဲမသိဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါကိုယ့်ရဲ့ Facebook ကိုဘယ်လိုမျိုးယာယီဖျောက်လဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားပါမယ်ကိုယ့်ရဲ့ Facebook ကိုယာယီဖျောက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook နဲ့ရှင်းဆက်ထားတဲ့ဖုန်းနံပါတ်သုံးခု Gmail ရှိလားအရင်စစ်ပါမရှိသေးဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook ကိုဖုန်းနံပါတ်သုံးခု Gmail နဲ့အရင်ချိန်ထားလိုက်ပါခင်ဗျာကိုယ့်ရဲ့ Facebook ကိုယာယီဖျောက်ထားပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook ကိုတခြားဘောကနေပြန်ရှာတဲ့အချိန်မှာအကောက်ကပြတ်နေတဲ့ပုံစံမျိုးဖြစ်နေပြီးတော့ Facebook user အနေနဲ့ပဲပေါ်နေမှာပါခင်ဗျာပြီးတော့ကိုယ့်ရဲ့အကောက်ကို login ပြောင်းလို့ရှိရင်ကိုယ့်ရဲ့အကောက်ကပြတ်နေတဲ့ပုံစံမျိုးပဲပေါ်နေမှာပါကိုယ့်ရဲ့အကောက်ကို login ပြောင်းနေတယ်ဆိုတော့ကိုယ့်ရဲ့အကောက်နဲ့ရှင်းဆက်ထားတဲ့ဖုန်းနံပါတ်သုံးခု Gmail နဲ့ login ပြောင်းလို့ရပါတယ်ဒါဆိုရင်ကိုယ့်ရဲ့ Facebook ကိုဘယ်လိုမျိုးယာယီဖျောက်အောင်လဲဆိုတာကိုဒီဗီဒီယိုလေးကိုစလိုက်ကြရအောင်ကိုယ့်ရဲ့ Facebook လည်းရောက်ပြီဆိုလို့ရှိရင် setting and privacy လို့နှိပ်ပြီးလိုက်ပါခင်ဗျာဒီနေ့ရောက်ပြီဆိုရင် setting လို့ထပ်နှိပ်ပြီးလိုက်ပါနေရာရောက်ပြီဆိုလို့ချင်း SIM အကောက်စနဖုန်းလို့ထပ်နေပြလိုက်ပါခင်ဗျဒီနေရာရောက်ပြီဆိုလို့ချင်း personal details ဆိုတာလို့ထပ်နေပြလိုက်ပါခင်ဗျဒီနေရာမှာအကောက် ownership and control ဆိုတာလို့နှိပ်ပြလိုက်ပါဒီနေရာရောက်ပြီဆိုလို့ချင်း deactivation or deletion ဆိုတာလို့နှိပ်ပြလိုက်ပါခင်ဗျရောက်ပြီဆိုလို့ချင်းကိုယ့်ရဲ့ Facebook ထဲဝင်ပြလိုက်ပါဒီနေရာရောက်ပြီဆိုလို့ချင်း deactivate account ဆိုတာလို့နှိပ်ပြလိုက်ပါခင်ဗျပြင်အောက်က content ကိုဆက်နေပြလိုက်ပါခင်ဗျာပြင်အောက်ဆုံးက content ကိုဆက်နေပြလိုက်ပါခင်ဗျာဒီညရောက်ပြီဆိုလို့ချင်းကိုယ့်ရဲ့ Facebook password ကိုရိုက်ထည့်ပြလိုက်ပါခင်ဗျာကိုယ့်ရဲ့ Facebook password မင်းနေတယ်ဆိုလို့ချင်း forgot password နဲ့လုပ်လို့ရမှာခင်ဗျာရောက်ဆိုတော့ message တွေလည်းနားလည်မယ်လို့ထင်ပါခင်ဗျာကျွန်တော်ဗီဒီယိုလေးက message တွေကြိုးချစ်စီမှာဗီဒီယိုလေးဆိုရင်subscriber လေးမနေရသေးဆိုလို့ရှိရင် subscriber လေးနှိပ်ခဲ့ပြီးတော့ like ချက်လေးပြကူညီပေးကြဖို့အားလုံးထောက်ဆိုချင်ပါတယ်မကျင်တဲ့ကြောင်းရရှင်းလဲ comment လေးတင်ပါမေးကြလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစဆုံးကြည့်ရှုပေးကြတဲ့ကြောင်းရှင်းစရာနဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ